วันเจนนี้ใช่ไหมทะเลลาในจารุชิโอมวยรอเมเด้ဒီမှာအိတ်စလေးရိုက်ထားတာပေါ့နော်ဟယ်လိုတာတာတာကဲဒီနေ့ကကြတော့သမီးလေးကိုစေးခင်းပြရမယ်နေ့လေးဖြစ်ပါပြီလို့9ရက်နေ့ဆိုတော့နော်သမီးရအမစေးခင်းပြမှာဒီနေ့ကကြတော့သူ့ကိုဓာတ်မှန်တော့ရိုက်ရမယ်ဓာတ်မှန်ရိုက်ရမှာသူ့ရဲ့ဘိုက်မှာကလေးကကြတော့သူ့ကိုယ်တိုင်မွေးနိုင်လားဒါမှမဟုတ်ဆေးရုံမှာမွေးရမှာလားဆိုတာကိုဖြိုးနေတူလိုက်ကြည့်ပေးပါလို့အစအနေဆုံးထိကြည့်ပေးပါလို့ပြောချင်ပါတယ်ကဲသမီးရေနှုတ်ဆက်လိုက်ပါအောင်ជីជីနှုတ်ဆက်လိုက်ပါအောင်อาจจะเซ็กันตัวเป็นแบบนี้เนาะมาเช็คกันตัวไม่ยกเลยเซ็กันตัวไม่สรุปเช่นเมียนหาลีกันมาก้าวเนาะเซ็กันตัวไม่สรุปเช่นเมียนหาลีกันมาใจตัวเนาะเช็คกันมาฟิลมถูกบ้างมันถูกตัวมีเรื่องอะไรไปใหญ่มาเนาะมาจีไปตรงนี้นะโอเคปีได้ขาจารุชินกะลิมุยได้ขาจารุชินจะไปบ้างไหมเนาะทีนี้เซ็กันตัวแล้วไหมตาตาบายบายมีตาตาดูแลบายบายดูแลกันนี่เนี่ยมาไปกันเลยเนี่ยตาตาโอเคต่อโอเคควรจะเราเซ็กันที่ยาวลาบาบีลูกยาเราเรียนมีอะไรบ้างเนาะที่เซ็กันมาจากเราเลยကဲခုကကြတော့ဓာတ်မှန်ရိုက်ဖို့အခန့်ထည်ရောက်နေပါပြီပေါ့နော်တမီးကတော့ကြောက်နေတုံရှိနေนะคะโอเคไปเอ็กซเรย์เดี๋ยวต้องรอได้วันเจนนี้ใช่ไหม ใช่ค่ะ ทะเลลาในจารุชิโอมวยรอเมเด้ဒီမှာအိတ်စလေးရိုက်ထားတာပေါ့နော်နှကောင်ပါလို့မြင်နေရပြီဒီမှာကဲခုကကြတော့ခလေးကမွေးမှာနှကောင်ဆိုတော့သိရပြီဆိုတော့သူ့အတွက်ကလေးတွေအတွက်သူ့အမေ no time လို့မဖြစ်မှာဆိုတဲ့အတွက် no ဘူးလေးရတစ်ခါလေးဝေထားမယ်ဆိုတော့ no ဘူးလေးရတစ်ခါလေးဖြိုးရှူမယ်ဒါ no ဘူးလေးပြီးတော့မစိမ့်မလုံးမပြီးတော့မှဒီဘက်ကကျတော့စိတ်နိုးလေးတိုင်ရမှာဆိုတော့စိတ်နိုးလေးလောလောဆယ်တဘူးယူသွားကလေးအတွက်ပေါ့နော်အဖြစ်အောင်ပြီးတော့သူ့ရဲ့အမေစားလို့ရမယ်အဖြစ်တဲ့ဟာလေးရောနင်းနေယူမှရမယ်အခုကအိတ်စစ်လေးလုပ်ပြီးတော့ပြီဆိုတော့အခုကစိတ်ခဲမှာပဲရှိသေးတာပေါ့နော် no ဘူးရောတစ်ခါလေးရပြီးပြီးတော့အစားအစာလေးရောနေနေကြည့်လိုက်အောင်မယ်ရှင်တော့ခုံနေတယ်ကလေးနှစ်ကောင်ဆိုတော့เนาะဘာတွေရမှာလဲစနေနေကြည့်လိုက်အောင်ကဲနောက်ပြီးတော့ဒါကကြတော့ဆေးပေါ့နော်ဆေးကကြတော့2မျိုးပေးလိုက်တာကလေးမွေးခင်ကြာလို့ရှိရင်1မျိုးတောက်ရမယ်ကလေးမွေးပြီးမှ1မျိုးတောက်ရမယ်ဟိုဒါအားဆေးတို့ရောပါတယ်နောက်ပြီးကြတော့ကလေးမိခင်မှာပေါ့နော်နို့အားကောင်းတဲ့ဟာတွေရောပေါ့နော်ပါတဲ့အတွက်မလို့ဒါလေးကိုဆေးခင်က2မျိုးပေးလိုက်တယ်အိမ်ရောက်တာနဲ့တိုက်ရတော့မှာပေါ့နော်နောက်ပြီးကြတော့မှကိုဝေထားတဲ့ပစ္စည်းလေးတွေရောပါတာပေါ့နော်ကလေးတွေရောအမေအတွက်ရောကနေပြီးတော့အပြင်ကိုထွက်လာလိုက်ပြီပေါ့နော်အကုန်လုံး832ပဲပေးကြပြီဆိုတော့သူ့တဲ့ပစ္စည်းတွေရောဝင်လာပြီးကလေးတွေရောပေါ့နော်သမီးလေးနဲ့အမေကဲဆိုလို့ရှိရင်အပြင်လိုက်အောင်ပါမယ်လို့ဒီစညာကြီးထဲမှာလေစိတ်ဘလို့နေလေသမီးရတော့မယ်ဆိုတော့ဒါမဲ့တလင်းလာနေအင်္ဂါဗုဒ္ဓဟူဒီ3ရက်ကြည့်ရမယ်ပေါ့နော်โอเคသွားမယ်ကဲအခုကကျတော့အိမ်ရောက်ပြီနော်အိမ်ရောက်လာပြီလို့သမီးရတော့ကလေး2ကောင်မှကျတော့လုံးဝတေချာသွားပြီဒါမဲ့အထီးနဲ့မကိုကြည့်တာမသေးဘူးဖြစ်နေတယ်လားသမီးလာဒီနောက်အမလေးအခုလာမဲ့တလင်းလာအင်္ဂါဗုဒ္ဓဟူဆိုပေမဲ့လို့83ရက်ထဲမှာမွေးတော့မယ်အဲ့ဆိုတော့ तू ကတလင်းလာနေကြလို့ရှိရင်ကြည့်ထားပေါ့နော်သူ့အတွက်ပြောမဆိုနေရာလေးတွေပေါ့နော် तू ခိုလို့ရမယ့်နေရာလေးလှော့ထားပြီးတော့မှသူ့ကို तू ပေးမွေးနိုင်တယ်လို့သိရတော့ပြီပြောမဆိုလို့ရှိရင်သူ့ကိုယ်တိုင်မွေးနိုင်တယ်ပေါ့နော်သူ့ရဲ့ဒီကလေးရဲ့ခေါင်းတွေကကျတော့ဒီဖက်မှာဟိုသူ့အမေရဲ့ဖန်ဖက်ကိုလှည့်နေတယ်ပေါ့နော်ပြင်နေတာမျိုးတွေနောက်ပြီးတော့ကလက်နေတာမျိုးတွေတကောင်မှမရှိဘူးပေါ့နော်အကုန်လုံးခေါင်းအတိတ်တွေကြီးပဲလို့ပြောတဲ့အတွက်မို့လို့ဆရာကသူ့ကိုယ်တိုင်မွေးနိုင်တယ်ပေါ့နော်တကယ်လို့တဲ့အဲ့ဒီကလေးကပေါ့နော်ခေါင်းမတေးတာမျိုးတွေခန္ဓာကိုယ်တွေတနေရာရောက်နေတာမျိုးတွေဆိုလို့ရှိရင်တော့ဟိုစိတ်ခက်မှမွေးရမယ်ဆိုတာတော့သူကပြောတယ်ဒါပေမဲ့အခုကကျတော့လွေကူမေပေါ့နော်သူကတော့အဲ့လိုမျိုးပြောလိုက်တယ်ဖြူကကျတော့ပထမသူ့ရဲ့အမေကိုကျတော့ကိုယ်တိုင်မွေးဖူးတဲ့အတွက်မို့လို့ပြောမဆိုလို့ရှိရင်အလေးထားလေးတော့နေနေရှိတာပေါ့နော်ကလေးမွေးဖူးတဲ့လေးထားလေးဆိုတော့ကိုက nut ဆိုတော့လေကဲဆိုတော့ကိုယ်တိုင်မွေးရတော့မှာပေါ့ဟုတ်တယ်မလားနှစ်ကောင်လေးဆိုတော့မွေးနိုင်ပါတယ်နော်သမီးနော်မလို့သမီးလေးကအခုကကျတော့အစားတွေတိတ်ပြီးတော့မစားတော့ဘူးဆရာကပြောတယ်အစားတွေဆိုမစားမှန်တယ်အစားဆိုလို့ရှိရင်သူကြိုက်တဲ့ဒီကြက်သားပြုတ်တို့ကြက်သားကြော်လို့တာမှတိတ်ပြီးတော့မစားတော့ပါဆိုကလေးကမွေးခါနေပြီဆိုတော့တဲ့အစားတောက်ပြက်တယ်ပေါ့နော်အဲ့လိုမျိုးလေးပြောတယ်အခုလေးကြီးမှတမိုင်းမိုက်တဆွေဆွေနဲ့ဖြစ်နေတယ်ကိုကသူ့ကြည့်ဖို့ကိုကတနာနေတယ်နော်သူကမွေးခါနေပြီဆိုတော့လေအဲ့လိုမျိုးလေးဖြစ်နေတယ်ဆိုတော့အခုလေးဒီမှာကြည့်ပါစေခင်းကနေပြင်လာပြီဆိုတော့โอเคအဲ့ဆိုလို့ရှိရင်ကလေးမွေးတဲ့ခါကြလို့ရှိရင်လေကြည့်ပေးပါအောင်လို့အထီလားအမလားဆိုတာလေးပြပေးပါမယ်တို့ကျေးဇူးအများကြီးတင်ပါတယ်ကိုကသမီးကမနိုင်တော့သူကမနိုင်တော့ဆိုတာအဲ့ချေငိုက်ပြီးတော့မောပြီးတော့မှာပေါ့နော်လမ်းသွားလာတယ်ဆိုတော့โอเคရော့တတာကလေးမွေးတဲ့ခါကြပြမယ်နော်โอเคအိမ်ရောက်ပြီဆိုတော့โอเคရော့သမီးစင်ပစ္စည်းလေးတွေကကြတော့ပေါ့နော်ကလေးမွေးတဲ့ခါကြလို့ရှိရင်ဟိုသူ့ရဲ့ကလေးကိုနိုးတိုက်ဖို့တဲ့စိတ်နိုးလေးရောဝေလာပေးတယ်နောက်ကြတော့မှအစားအစာလေးတွေပေါ့နော်ကလေးစားလို့ရတဲ့အစားအစာတွေသူ့အမေရောတိုက်လို့ရတယ်ပေါ့နော်ဒါကြတော့သူ့ရဲ့ဆေးတွေပေါ့โอเค
ကျေးဇူးအများကြီးတင်ပါတယ်လို့သမီးလေးချစ်ပေးတဲ့အတွက်ပါကလေးတွေမွေးတဲ့ခါကြလို့ရှင်ပြပေးမယ်နော်ကျေးဇူးပါတတာ